ထေရဝါဒဗုဒ္ဓသာသနာကိုအဓိကကိုးကွယ်ကြတဲ့မြန်မာပြည်မှာတော့ရွှေကျင်ကိုင်းဆိုတာဟာဝိနည်းလေးစားတဲ့တန်ဃာတွေအနေထိုင်ကောင်းမွန်တဲ့တန်ဃာတွေလူတွေနဲ့တိတ်ရိုးရိုးရှက်တင်မရှိပဲပရိယတ္တိပရိပတ်တိကဏ္ဍဒူရဝိပဿနာဒူရကိုသာကျင့်ကြံကျိုးထုတ်အားထုတ်ကြတဲ့တန်ဃာတွေအဖြစ်အများစုကသိကြပါတယ်ရွှေကျင်ကိုင်းကြီးလို့ပြောရင်မြန်မာပြည်မှာဒုတိယအင်အားအကြီးဆုံးတန်ဃာအင်အားအများဆုံးတန်ဃာကိုင်းကြီးလည်းဖြစ်ပါတယ်မြန်မာပြည်မှာတန်ဃာကိုင်းကြီး9ကိုင်းရှိတဲ့အနက်သူတမကိုင်းကတန်ဃာအင်အားအများဆုံးဖြစ်ပြီးဒုတိယအင်အားအများဆုံးကတော့ရွှေကျင်ကိုင်းဖြစ်ပါတယ်ရွှေကျင်ကိုင်းဘယ်လိုပေါ်လာပါသလဲမန္တလေးနဲ့ပတ်သက်ရင်အောင်ကျော်ချမ်းအေးမန္တလေးအုတ်ကျစ်ကျော်အေးမန္တလေးလို့ဆိုရိုးစကားရှိပါတယ်ဒါကမန္တလေးမြို့ကိုတည်ထောင်တဲ့1221ခုနှစ်ကိုအမှတ်သင်္ကေတပြုတ်ပြီးဖော်ပြထားတာဖြစ်ပါတယ်အောင်ကျော်ချမ်းအေးဆိုတဲ့လေးခုဟာ1221ဆိုတဲ့ညမတက္ကရာကိုဖော်ညွှန်းပါတယ်ရွှေကျင်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းအမှတ်တညာစာအချိုးတစ်ခုရှိပါတယ်ဒါကတော့အင်ဂျင်ခက်ကိုင်းရွှေကျင်ကိုင်းလို့ဆိုပါတယ်တချို့ကလည်းအင်ဂျင်ခက်ကျိုင်းရွှေကျင်ကိုင်းလို့ခေါ်ပါတယ်မရယာတထေးဆရာတော်ရဲ့ရွှေကျင်ကိုင်းသမိုင်းမှာတော့အင်ဂျင်ခက်ကျိုင်းရွှေကျင်ကိုင်းလို့ဖော်ပြထားတာကိုတွေ့ရပါတယ်ဒါကတက္ကရာ1222ခုနှစ်မှာရွှေကျင်ကိုင်းကိုတည်ခဲ့တယ်ဆိုတဲ့မှတ်သင်္ကေတပဲဖြစ်ပါတယ်ရွှေကျင်ကိုင်းကိုတည်ခဲ့တယ်ဆိုတဲ့နေရာမှာအဓိကကတော့ရွှေကျင်ဆရာတော်ပတ္တနာဇာကရမန္တလေးရွှေမြို့တော်ကိုပြောင်းရွှေ့သတင်းသုံးပြီးမူလပင်ရင်ပင်မရွှေကျင်တိုက်မကြီးဖြစ်တဲ့မဟာဓမိကာယာမတိုက်အပါဝင်ရွှေကျင်တိုက်9တိုက်ကိုစတင်ဦးစီးတဲ့နှစ်1222ခုနှစ်ကိုအမှတ်တညာပြုပြီးတော့ဆိုကြပုံဖြစ်ပါတယ်ရွှေကျင်ကိုင်းဘယ်လိုပေါ်လာပါသလဲရွှေကျင်ကိုင်းကိုရောဘာလို့ရွှေကျင်ကိုင်းဖြစ်တိကျခွဲခြားထောင်းခွင့်ပေးလိုက်ပါသလဲဒါကတော့မင်းတုံးမင်းနဲ့ရွှေကျင်ဆရာတော်နဲ့ဇလန်းကနေစရမှာဖြစ်ပါတယ်မင်းတုံးမင်းဟာမင်းသားဘဝကလေးကသာသနာပြုပြင်ရေးကိုအင်မတန်မှစူးစမ်းအထောက်တယ်သူလို့ဆိုလို့ရပါတယ်သူမင်းသားဘဝကလေးကသူအာဏာရှိခဲ့ရင်သာသနာပြုပြင်ရေးကိုဆောင်ရွက်မယ်ဆိုပြီးသူအမြင်အားခဲထားခဲ့တာပါအမရပူရမြို့မှာအမြဲတမ်းဖူးတွေ့နေကြအရှင်ဇာကရဆိုတဲ့ကိုတော်လေးကိုလည်းသူကအင်မတန်မှကြီးညိုပြီးသူတစ်ချိန်အာဏာရလာခဲ့ရင်ဒီဆရာတော်ကိုပင့်ခေါ်ပြီးနန်းတော်မှာကိုးကွယ်မယ်လို့အယူဆရှိခဲ့မှုပါတယ်တစ်ချိန်မှာသူခမဲတော်ကွယ်လွန်ပြီးနတ်ရွာဆန်ပြီးတဲ့နောက်သူနောင်တော်ပကံမင်းနန်းတက်လာပါတယ်သူနောင်တော်ပကံမင်းကိုသူညီတော်ကနောင်မင်းနဲ့မင်းတို့နှစ်ဦးပုံကံပြီးတဲ့နောက်ဒီနန်းကိုရခဲ့တဲ့နောက်မှာအမရပူရပြည်ရှင်နောက်တစ်ချိန်မှာမန္တလေးပြည်ရှင်ဖြစ်လာမဲ့မန္တလေးမြို့နန်းတီသာသနာတရားခံမင်းတို့မင်းကရွှေကျင်ဆရာတော်လောင်းလျာရှင်ဇာကရကိုပင့်ဖိတ်ဖို့အကြောင်းဖြစ်လာတာပါဒီနေရာမှာရွှေကျင်ဆရာတော်เจ้าကိုမပြောခင်ရွှေကျင်ဆရာတော်ရဲ့ဆရာတော်တွေဖြစ်တဲ့တီလုံးဆရာတော်ရှမ်းကလေးကျွန်းဆရာတော်တွေကိုဒီဆုံးပြောဖို့လိုပါသေးတယ်ဒါကတော့ရွှေကျင်ဆရာတော်ရဲ့ဆရာဖြစ်တယ်လို့သာသနာပြုပြင်ရေးအတွက်မင်းတုံးမင်းကအင်မတန်အားထားရတဲ့ဆရာတော်တွေဖြစ်ပါတယ်သာသနာပိုင်ဆရာတော်အနေနဲ့မောင်းတောင်ဆရာတော်ကိုခန့်အပ်ထားပြီးမြဲသာသနာပြုပြင်ရေးအတွက်ရှမ်းကလေးကျွန်းဆရာတော်ကိုမင်းတုံးမင်းကြီးကအင်မတန်အားထားခဲ့တယ်လို့ဆိုပါတယ်မင်းတုံးမင်းရဲ့သာသနာပြုပြင်ရေးလမ်းကြောင်းတစ်လျှောက်မှာနာမည်ကြီးခဲ့တဲ့ဓမ္မဝိနည်းအမိန့်တော်ပြန်တမ်းကိုရေးသားပြုစုဖို့လျှောက်တင်ခံရသူကလည်းရှမ်းကလေးကျွန်းဆရာတော်ဖြစ်ပါတယ်ရှမ်းကလေးကျွန်းဆရာတော်ကရွှေကျင်ဆရာတော်ကိုတဆင့်ပြန်ပြီးတုတ်တင်ခိုင်းတယ်ဒီလိုမျိုးရေးသားတုတ်တင်ပြီးတော့မှရှမ်းကလေးကျွန်းဆရာတော်ကမင်းတုံးမင်းကိုပို့လိုက်တယ်မင်းတုံးမင်းကသာသနာပိုင်ဆရာတော်ကြီးဖြစ်တဲ့သင်္ကန်းဆရာတော်သာသနာပိုင်ဆရာတော်ဦးညီရလို့ခေါ်တဲ့ဒီဒုတိယမောင်းတော်ဆရာတော်အပါဝင်ဆရာတော်ကြီးအကုန်လုံးရဲ့သဘောတူညီချက်နဲ့ဒီအမိန့်ကိုထုတ်ပြန်တယ်လို့ဆိုပါတယ်ဒီအမိန့်ပြန်နှန်းကိုရေးတာကရွှေကျင်ဆရာတော်ရေးသားဖို့စီခိုင်းသူကရှမ်းကလေးကျွန်းဆရာတော်လို့သတ်မှတ်ရပါတယ်ရှမ်းကလေးကျွန်းဆရာတော်ပြန်တော်မူပြီးတဲ့နောက်မှာသာသနာပြုပြင်ရေးကိုဦးဆောင်ပြုဖို့ရွှေကျင်ဆရာတော်လောင်းလျာအရှင်ဇာကရကိုနန်းတော်ကိုပင့်ဖိတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်းရှင်ဇာကရကယဟန်တို့မြည်သည်လူတွေနဲ့ဝေးရမှာတရားအထုတ်ဖို့နေတဲ့နယ်စသဖြင့်ယူဆတဲ့အတွက်တောရဆောက်တည်ပြီးပဲနေပါတယ်ဒါပေမဲ့သူမျှော်လင့်တဲ့
သူလိုလားတဲ့သာသနာပြုပြင်ရေးကိုလည်းမင်းတုံးမင်းနဲ့ပဲဆောင်ရွက်နိုင်မယ်လို့သူယူဆတဲ့အတွက်မန္တလေးမြို့ကိုပြောင်းရွှေ့လာပါတယ်မင်းတုံးမင်းကြီးကမန္တလေးတောင်ကြီးကမာဓမိကာရမတိုက်အပါဝင်ရွှေကျင်တိုက်ကြီး9တိုက်ဖြစ်လာမဲ့မိုင်းလုံးတိုက်ထရန်ကန်တိုက်စတဲ့ရမဲသိန်းတိုက်စတဲ့တိုက်တွေကိုရွှေကျင်ဆရာတော်အတွက်လှူဒန်းပါတယ်1219ခုနှစ်ကနေစပြီးမင်းသားကြီးမောင်မဲစီကနေဒီမြေတွေကိုဝယ်ယူပြီးတော့မင်းတုံးမင်းကကျောင်းဆောက်ပြီးလှူဒန်းခဲ့တာပါ1221ခုနှစ်ကျောင်းပြီးတဲ့အချိန်မှာတော့ရွှေကျင်ဆရာတော်ကိုရွှေမြို့တော်ကိုကြွဖို့ပင့်ဖိတ်ပေမဲ့ရွှေကျင်ဆရာတော်ကချက်ချင်းကြွမလာခဲ့ဘူးလို့ဆိုပါတယ်တော့ရဆောက်တီးပြီးနေတယ်နောက်တော့ရွှေကျင်ဆရာတော်ရဲ့မိဘနှစ်ပါးကိုပါမင်းတုံးမင်းကသူ့ရဲ့မိဘအနေနဲ့နန်းတော်မှာခေါ်ပြီးဆောက်ရှောက်ထားရမှာတော့ရွှေကျင်ဆရာတော်မန္တလေးမြို့ကိုကြွလာပါတယ်ဒါက1222ခုနှစ်ပါဒီတော့1222ခုနှစ်ကိုရွှေကျင်ကိုင်းစတင်အသက်ဝင်ရာရွှေကျင်ကိုင်းစတင်ပေါ်ထွန်းရာနှစ်လို့အများစုကသုံးသပ်ကြတာလည်းရှိပါတယ်ဒါပေမဲ့ရွှေကျင်ဆရာတော်ရဲ့သာသနာပြုခီးလန်းကဖြောင့်တန်းနေတာတော့မဟုတ်ပါဘူးရှေးရခင်ကလည်းမင်းတို့မင်းကြီးကရွှေကျင်ဆရာတော်လောင်းထရာအရှင်ဇာကရကိုညင်ဝင်မြေကိုပေးပြီးသာသနာပြုဖို့လျှောက်ထားဘူးပါတယ်ဒီလိုမျိုးမြန်မာပြည်ရင်းကမြေနေရာတစ်ခုနယ်တစ်ခုမှာသာသနာပြုဖို့မင်းကခန့်အပ်တယ်လျှောက်ထားတယ်ဆိုတာကသာသနာပိုင်ဆရာတော်အတွက်တော့တော်တော်လေးမခံကြည့်မခံသာအခြေအနေဖြစ်ပါတယ်ဒါကိုလည်းစိတ်မသက်မသာဖြစ်ဖန်သာသနာပိုင်ဆရာတော်ကစိတ်မသက်မသာဖြစ်ရန်တူပါတယ်ဒါကြောင့်ရွှေကျင်ဆရာတော်အရှင်ဇာကရသာသနာပိုင်ဆရာတော်ဦးညီရဓမ္မစီမှာတွားရောက်ကြီးညိုကြော့တဲ့အချိန်မှာရွှေကျင်ဆရာတော်ကတွားရောက်ကြော့တဲ့အချိန်မှာသာသနာပိုင်ဆရာတော်ကအတွေ့မခံဘူးလို့ဆိုပါတယ်နောက်တစ်ချိန်သွားတဲ့အတွေ့မခံဘူးနောက်ဆုံးချိန်မှာတော့သာသနာပိုင်ဆရာတော်ကရွှေကျင်ဆရာတော်ကိုစင့်ခေါ်တယ်လို့ဆိုပါတယ်အဲ့တော့သူသွားပြီးကြီးညိုတဲ့အချိန်မှာကြော့မခံအလဘတလဘဓမ္မစကားလည်းမပြောဘဲနောက်တစ်ချိန်မှာပြန်လာရမယ်လို့အမိန့်နဲ့စင့်ခေါ်တာမျိုးဟာသာသနာပိုင်ဆရာတော်အနေနဲ့သူ့ကိုတိတ်လွယ်လွယ်လတ်လတ်ရှိဖို့မရဘူးစိတ်အစဉ်ပြေဖို့မရဘူးဆိုပြီးရွှေကျင်ဆရာတော်ကသုံးသပ်တဲ့အတွက်မင်းတုံးမင်းကိုသွားအကျိုးကြောင့်ပြောပြပြီးတော်ရဆောက်တည်ပြီးနေတော့မယ်လို့ခွင့်ပန်ပါတယ်ဒီညမှာမင်းတုံးမင်းကြီးကဒါသူသာသနာပြုဖို့အာကိုအားထားခေါ်ထားပင့်ဖိတ်ထားရတဲ့ရွှေကျင်ဆရာတော်ကိုမန္တလေးမြို့ကနေမစွန့်ခွာပါနဲ့မန္တလေးမြို့မှာဆရာတော်သတင်းသုံးပြီးသာသနာပြုတော်မူပါဆိုပြီးတော့ရွှေကျင်သာသနာဖြစ်လာမဲ့အမတီဖြစ်တဲ့ရွှေကျင်တိုက်မကြီး9တိုက်ကိုသူ့ဓမ္မဆရာတော်တွေလို့ခေါ်တဲ့သာသနာပိုင်ဆရာတော်ရဲ့ဦးစီးဦးဆောင်မှုအောက်မှာရှိတဲ့သာသနာဂိုင်းကြီးကနေကင့်လွတ်ခွင့်ပေးရမယ်ရွှေကျင်ဆရာတော်နဲ့တကွာရွှေကျင်ဆရာတော်ရဲ့တပည့်သားမီးတွေဆရာတော်တန်ဃာတော်တွေကိုသူ့ဓမ္မဂိုင်းကဆရာတော်တွေကစင့်ခေါ်ခွင့်မရှိစေရဆိုပြီးကဏဝိမုတ်အမိန့်ကိုထုတ်လိုက်ပါတယ်ဒီအနေစပြီးရွှေကျင်သာသနာစတင်တည်တံ့လာတာဖြစ်ပါတယ်ရွှေကျင်ပင်မတိုက်ကြီး9တိုက်ကနေနောက်12တိုက်ထိတိုးပွားလာခဲ့ပါတယ်ဒီညမှာရွှေကျင်ဆရာတော်လို့ပြောတဲ့အခါမှာရမပြည်တောင်ပိုင်းကရွှေကျင်မြို့မဟုတ်ပါဘူးဝက်လက်မြို့အနောက်ဘက်ကရွှေကျင်ရွာကနေမွေးဖွားတန့်စင်တဲ့ရွှေကျင်ဆရာတော်လောင်းလျာကိုရွှေကျင်ရွာကိုအစွဲပြုပြီးမဲ့ခေါ်ထားတာဖြစ်ပါတယ်ဒါကြောင့်ရွှေကျင်ဆရာတော်ဆိုတာညီမပြည်အောက်ပိုင်းရွှေကျင်မြို့ကမဟုတ်ဘဲညီမပြည်အထက်ပိုင်းဝက်လက်မြို့နယ်ကဖြစ်ပါတယ်ရွှေကျင်ဆရာတော်စတင်ဦးစီးခဲ့တဲ့ရွှေကျင်သာသနာမှာရွှေကျင်နှိကာယသာသနာမှာနောက်ပိုင်းတပည့်ကြီးများကလည်းဆရာတော်ချမှတ်ခဲ့တဲ့သာသနာတန့်စင်ရေးသာသနာတန့်ရှင်းရေးဝိနည်းအထူးလေးစားလိုက်နာရေးစတဲ့စီမင်းစည်းကမ်းတွေကိုအထူးလေးစားလိုက်နာခဲ့ပါတယ်။ဝိသုဒ္ဓယုံဆရာတော်လို့လူသိများတဲ့ဒုတိယရွှေကျင်သာသနာပိုင်ဆရာတော်လက်ထက်မှာလည်းရွှေကျင်ဝန်သားတို့ရကိတကျမ်းဆိုတဲ့ကျမ်းတွေကိုပြုစုပြီးရွှေကျင်ဂိုင်းကြီးခိုင်မာတည်တံ့လာရေးအတွက်အထူးကြိုးစားအထောက်ခဲ့ပါတယ်။ဒီလိုကြိုးစားအထောက်မှုတွေကနောက်တစ်ချိန်မှာရွှေကျင်ဂိုင်းငယ်လို့ပြည်ပြင်းဖြစ်ပေါ်လာအောင်ဖွဲ့စည်းပုံတွေကြစ်လက်ခိုင်မာလာအောင်ဖြစ်စေတဲ့အထောက်ပံ့တွေဖြစ်တယ်လို့လည်းဆိုကြပါတယ်။နောက်ပိုင်းရွှေကျင်သာသနာပိုင်ရွှေကျင်ဓမ္မသေနာပတိမဟာနာယကဥက္ကဋ္ဌတွေကိုတော့ရွှေကျင်ဆရာတော်နဲ့မဟာဝိသုဒ္ဓယုံဆရာတော်ရဲ့တပည့်တွေကနေတဆင့်ရွေးချယ်တင်မြှောက်တယ်လို့စာကျမ်းဂန်တွေကဆိုပါတယ်
ဒီညမှာမဟာဝိသုဒ္ဓယုံတိုက်ကြောင့်ပြောရမယ်ဆိုရင်ငကိုရှိရင်းဆွဲအရှိပြင်ကမဟာဝိသုဒ္ဓယုံတိုက်ကနေနောက်ပြင်မဟာဝိသုဒ္ဓယုံတိုက်အစ်စ်ကိုပြောင်းခဲ့တဲ့အတွက်မဟာဝိသုဒ္ဓယုံတိုက်တဲ့လို့ဆိုပြီးတော့ဒီမဟာဝိသုဒ္ဓယုံတိုက်တဲ့ဟာဒီနေ့ခေတ်ထိရွှေကျင်ခိုင်းကြီးရဲ့ဗဟုဌာနချုပ်ရွှေကျင်နိကာယဗဟုဌာနချုပ်အဖြစ်ရှိနေစေဖြစ်ပါတယ်ရွှေကျင်ရဲ့ဗဟုဝန်ဆောင်အဖွဲ့တွေစီဝေးလုပ်တဲ့အခါရေးကြီးတဲ့ထုံးပြချက်တွေကိုချမှတ်တဲ့အခါမှာရွှေကျင်ဗဟုဌာနချုပ်ကနေချမှတ်တာဖြစ်ပါတယ်အစဉ်အဆက်ရွှေကျင်ခိုင်းကြီးကိုဦးစီးဦးဆောင်ပဓာနပြုပြီးထိမ့်သိမ်းဆောက်ရှောက်လာခဲ့တဲ့ရွှေကျင်ဓမ္မသေနာပတိတွေထဲမှာထင်ရှားတဲ့ဆရာတော်တွေလည်းအများပြားရှိပါတယ်ဒီထဲမှာတတ်တော်ရာကျော်ခဲ့တဲ့ဇန်ကင်းဆရာတော်နောက်ဒီနေ့ခေတ်ပိုင်းမှာပဲတတ်တော်ရာကျော်ခဲ့တဲ့ရွှေဟင်းသာဆရာတော်ဝါစုဆရာတော်တို့ကလည်းထင်ရှားပါတယ်ဒါအပြင်စာပေရေးရာမှာနှံ့ဆက်တဲ့တို့လူသိများတဲ့မြောင်မြဆရာတော်တို့ကလည်းရွှေကျင်ဓမ္မသေနာပတိတွေဖြစ်ကြပါတယ်ရွှေကျင်ခိုင်းနဲ့ပတ်သက်ပြီးရွှေကျင်ခိုင်းဥက္ကဋ္ဌတွေရွှေကျင်နိကာယဥက္ကဋ္ဌဆရာတော်တွေကိုတခုလိုပဲစရင်ပြုစုထားနိုင်ပါတယ်ရွှေကျင်ဆရာတော်ဝိတုဒ္ဓယုံဆရာတော်တတိယသာသနာပိုင်များဖြစ်တဲ့ဒီဘဲရင်နဲ့ကြိုက်ကဆန်ဆရာတော်စုံထသာသနာပိုင်အလုံးဆရာတော်ချမ်းသာကြီးဆရာတော်လှတော်ဆရာတော်ကြိုက်လက်ဆရာတော်ကန်ဒီဆရာတော်စံကင်းဆရာတော်မြောက်မြဆရာတော်ကြီးမြင့်ဆရာတော်ရွှေဟင်းသာဆရာတော်ညောင်ရွှေကန်ကြီးဆရာတော်ဝါဆိုဆရာတော်ဝိဇောတာယုံဆရာတော်နဲ့ဒီနေ့ခေတ်တီတီကူဆရာတော်တို့ဖြစ်ပါတယ်ဒီနေရာမှာတတိယသာသနာပိုင်တွေဖြစ်တဲ့ဒီဘဲရင်နဲ့ကြိုက်ကဆန်ဆရာတော်တို့ကညာပြည်အထက်ပိုင်းနဲ့အောက်ပိုင်းကျွကျင်သာသနာပိုင်တွေနဲ့ခွဲဝေတာဝန်ယူခဲ့ကြပြီးတော့အလုံးဆရာတော်ကနေစပြီးဒီနေ့တီတီကူဆရာတော်ဦးညာနေတရအထိကျွကျင်ဆရာတော်တွေကတပါးလေးပဲဥက္ကဋ္ဌအနေနဲ့ဆောင်ရွက်တာဖြစ်ပါတယ်ရွှေကျင်ကိုင်းကြီးအစဉ်တည်တံ့ပြန်ပွားရေးအတွက်သာသနာပြုဆောင်ရွက်ရမှာဥက္ကဋ္ဌဆရာတော်တွေကိုသာသနာပိုင်ဆရာတော်တွေကိုကူညီဆောင်ရွက်နိုင်ဖို့သာသနာပြုလုပ်ငန်းတွေပုံမတွင်ကျယ်ဖို့ဥက္ကဋ္ဌမဟာနာယကဆရာတော်ကြီးတွေဘဝနဲ့ထိုင်ပြန်တော်မူတဲ့အခါမှာသာသနာတာဝန်တွေကိုမလက်မဟင်းဆောင်ရွက်နိုင်ဖို့ခိုင်းကြီးရဲ့တာဝန်တွေမရွေ့ရွံ့ရအောင်ဥပဥက္ကဋ္ဌလို့ခေါ်တဲ့ဒုတိယဥက္ကဋ္ဌမဟာနာယကတွဲဖက်သာသနာပိုင်တွေကိုတင်မြှောက်တဲ့အစဉ်လာကလည်း1294ခုနှစ်ထဲကနေရှိခဲ့တာပါဒီလိုတင်မြှောက်ရတဲ့အကြောင်းကလည်းသာသနာပိုင်ဆရာတော်ကြီးတစ်ပါးနဲ့တစ်ပါးကြားမှာသာသနာပိုင်ဆရာတော်မရှိဘဲလစ်လက်ခဲ့ရတဲ့အကြောင်းတွေကြောင့်ဖြစ်ပါတယ်အဲ့တော့သာသနာပိုင်ဆရာတော်တွေလစ်လက်နေစဉ်အတွင်းမှာဥက္ကဋ္ဌအုပ်ချုပ်သူမရှိဘဲဖြစ်နေရင်ခိုင်းကြီးအတွက်မသင့်တော်တဲ့အတွက်ဒီလစ်လက်တဲ့နေရာတွေမှာသာသနာလုံးဆိုင်ရာဖွဲ့စည်းခိုင်းကြီးတစ်ခုအနေနဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့အတွက်ဂိုင်းကနကိုထိမ့်သိမ်းကုတ်ကဲနိုင်ဖို့အတွက်ဥပဥက္ကဋ္ဌလို့ခေါ်တဲ့တွဲဖက်သာသနာပိုင်ဆရာတော်ကြီးတွေကိုစတင်ရွေးချယ်တင်မြှောက်ခဲ့ပါတယ်ဒီလိုရွေးချယ်တင်မြှောက်တာကပြစမအကျိန်ရွှေကျင်နိကာယဂိုင်းလုံးအစည်းအဝေးကပါအဲ့တော့ရွှေကျင်နိကာယဂိုင်းလုံးအစည်းအဝေးတွေကိုဘယ်နှစ်ခုနှစ်ကနေစတင်ကျင်းပခဲ့တယ်လဲဆိုရင်1920ခုနှစ်ကနေစတင်ကျင်းပခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ပထမအကျိန်ရွှေကျင်နိကာယတန်ခါအစည်းအဝေးကြီးကို1282ခုနှစ်တနည်းအားဖြင့်ပြောရင်1920ခုနှစ်ဇွန်လမှာစတင်ကျင်းပခဲ့ပြီးတော့ဌာနချုပ်ဖြစ်တဲ့မဟာဝိသုဒ္ဓယုံတိုက်တဲ့ရဲ့အောင်မြေသားစီကျောင်းမှာပဲကျင်းပခဲ့တာပါအစည်းအဝေးကြီးကအဲ့ချိန်မှာသုတ္တမသာသနာပိုင်ရဲ့အောက်စာကိုကန့်ကွက်တာတခြားဖွဲ့စည်းတွေကိုပါဝင်လက်မှတ်ထိုးမိတာကိုပယ်ဖျက်တာကျင့်ဝတ်သိက္ခာပုဒ်တွေပြက်ပြားပြည်ပိုင်အစိုးရများနဲ့ဆန့်ကျင်တဲ့အမှုတွေကိုမပြုတ်ဖို့တားမြစ်တာဂိုင်းဒီဂိုင်းချဖြစ်အတိမတ်ပြုပေးဖို့ဆိုတဲ့ပြဋ္ဌာန်းချက်၃ခုကိုပြဋ္ဌာန်းပါတယ်ဒီနေရာမှာထင်ရှားတာကအဖွဲ့အစည်းတွေကိုပါဝင်ပတ်သက်ဖို့ဆိုတာကိုပယ်ဖျက်ဖို့ပြည်ပိုင်အစိုးရများနဲ့ဆန့်ကျင်တဲ့အမှုများတနည်းအားဖြင့်ပြောရင်နိုင်ငံရေးအမှုနိုင်ငံရေးရတက်ကြွမှုတွေကိုမပြုတ်ဖို့တားမြစ်တာတွေကိုတွေ့ရပါတယ်ဒါဟာရွှေကျင်ဂိုင်းဆိုင်ရာအစဉ်ဆက်ထိမ့်သိမ်းခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်ရင်မပါဝင်တဲ့ပရိယတိပရိပတ်တိကဏ္ဍဒုရဝိပဿနာဒုရကိုပဲကျင့်ရမယ်ဆိုတဲ့စီမင်းစည်းကမ်းဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းချိန်မှာတော့ပြောင်းလဲသွားခဲ့တဲ့အနေအထားတွေလည်းရှိပါတယ်ရွှေကျင်ဂိုင်းလုံးဆိုင်ရာအစည်းအဝေးကြီးကလည်းအခုဆိုရင်20အကြိမ်မြောက်ထိကျင်းပခဲ့ပြီးပါပြီ2021ခုနှစ်မှာစကိုင်းမြို့တီတကူဝိပဿနာတက္ကသိုလ်မှာကျင်းပဖို့ရည်ရွယ်ထားတဲ့ဂိုင်းလုံးဆိုင်ရာအစည်းအဝေးကတော့ COVID-19 ရောဂါကြောင့်ကျင်းပနိုင်ခြင်းမရှိသေးသလိုဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေကြောင့်လည်းကျင်းပနိုင်ခြင်းမရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်ရွှေကျင်ဂိုင်းနဲ့ပတ်သက်ပြီးကြောက်ထက်စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့
ညိုမောင်းနေတဲ့ညီညွတ်ရောင်သင်္ကန်းတွေကိုယုံတက်တဲ့ရွှေကျင်တန်ဃာတော်တွေပဲဖြစ်ပါတယ်ရွှေကျင်တန်ဃာရေးလို့ပြောရင်ညီညွတ်ရောင်အညိုရောင်သင်္ကန်းတွေကိုယုံလေးရှိတယ်မြို့ရွာတွေကိုသွားတဲ့အခါမှာသင်္ကန်းကိုလုံအောင်ယုံလေးရှိတယ်စတဲ့အချက်လက်တွေကရွှေကျင်တန်ဃာတွေရဲ့ထူးခြားချက်အနေနဲ့အများစုကရှုမြင်ကြပါတယ်ဒါပေမဲ့တချို့ကျောင်းတိုက်တွေတချို့စာသင်တိုက်တွေမှာလည်းမိမိတို့စာသင်တိုက်တွေကချမှတ်ထားတဲ့သင်္ကန်းရောင်ကိုဝတ်ဆင်ကြတာဆင်မြန်းကြတာတွေရှိပါတယ်ဒီလိုသင်္ကန်းရောင်နဲ့ပတ်သက်ပြီးတော့ဂျပန်နိုင်ငံမှာရှိတဲ့ရွှေကျင်အဆက်ဆရာတော်တစ်ပါးကတော့ဒီလိုညီညွတ်ရောင်သင်္ကန်းတွေကိုဆင်မြန်းကြတာဟာတသမမြောက်ရွှေကျင်သာသနာပိုင်ဖြစ်တဲ့မြောက်မြဆရာတော်ကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်မြောက်မြဆရာတော်ကြီးဟာနဝမမြောက်ရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ဘုရားကြီးနာမကျမ်းဖြစ်နေတဲ့အချိန်မှာရွှေကျင်ဌာနချုပ်ကိုဦးစီးဖို့မဝိသုဒ္ဓရောင်တိုက်တဲ့ကိုကြွရောက်လာပါတယ်အဲ့ဒီချိန်မှာပဲတိုက်တာကိစ္စရက်တွေခိုင်းထိုင်ရာကိစ္စရက်တွေကိုဦးစီးနေရင်ဆရာတော်ဆင်မြန်းတဲ့ညီညွတ်ရောင်သင်္ကန်းကိုတပည့်တန်ဃာတွေရွှေကျင်တန်ဃာတွေကလိုက်လံဆင်မြန်းကြရာကနေရွှေကျင်သင်္ကန်းရောင်ဟာညီညွတ်ရောင်ဖြစ်လာခဲ့တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ငကိုမူရင်းရွှေကျင်သင်္ကန်းရောင်ဟာပိတ်နေရင်ရောင်ပိတ်နေတက်ခောက်ဆိုးအဝါရောင်ဖြစ်တယ်လို့လည်းမူရင်းကျမ်းဂန်တွေစာပေတွေကဆိုနေပါတယ်အဖွဲ့အစည်းအသင်းပင်တွေနဲ့ပတ်သက်ရင်ရွှေကျင်ခိုင်းဟာဂိုင်းစိတ်ကြီးတယ်အဖွဲ့အစည်းတွေမှာပါဝင်မှုအားနည်းတယ်လို့ဆိုကြတဲ့အနေအထားမျိုးတွေလည်းရှိပါတယ်နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေတန်ခါဂိုင်းလုံးပါဝင်တဲ့အဖွဲ့အစည်းတွေမှာရွှေကျင်ခိုင်းအနေနဲ့ပါဝင်မှုနည်းတယ်လို့တခြားခိုင်းတွေကဝေဖန်မှုတွေလည်းရှိပါတယ်ကိုလိုနီခေတ်မှာတော့အထူးသဖြင့်ဂျပန်ခေတ်မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုလည်းရှိပါတယ်ဒါကအသင်းဖွဲ့နဲ့ပတ်သက်လို့ရွှေကျင်ခိုင်းဟာဘယ်လိုမျိုးရပ်တည်တယ်လဲဆိုတဲ့အခြေအနေတွေကိုလည်းဖော်ပြနေပါတယ်ဂျပန်ခေတ်မှာဒေါက်တာဘမော်အဓိပတိဖြစ်လာပြီးတဲ့နောက်သာသနာပြုပြောင်းလဲရေးကိုအားပေးမယ်သာသနာဟာလည်းတသွေးတသံတမိန်ဖြစ်ရမယ်လို့သူကစတင်ဆိုလာပါတယ်အဲ့ဒီခါမှာဗဟန်းဝေလူဝန်ကျောင်းတိုက်ဓမ္မဂတိကဆရာတော်ကနေပြီးတခြားသောဓမ္မဂတိကဆရာတော်တွေပေါင်းကအားလုံးတစုတစည်းတဲ့ဂိုင်းကနာမရှိအဖွဲ့အစည်းဖြစ်စုဖွဲ့နိုင်ဖို့အတွက်တသွေးတသံတမိန်အဖွဲ့ကိုစတင်ဖွဲ့စည်းဖို့ကြိုးစားပါတယ်အဲ့ဒီချိန်မှာရွှေရင်သာသနာပိုင်ဖြစ်နေတဲ့ကြိုက်လက်ပစ္စည်းမာယုံဆရာတော်ကြီးကလက်မှတ်ထိုးခဲ့တယ်လို့လည်းဆိုပါတယ်ဒါကြောင့်ရွှေကျင်ဘိုဌာနချုပ်မှာရှိနေတဲ့တခြားသောရွှေကျင်ဘိုးသံဃဝန်ဆောင်ဆရာတော်တွေဌာနချုပ်ကဆရာတော်တွေကတော့ဒီလိုလုပ်ရဟာရွှေကျင်ခိုင်းအနေနဲ့မိမိတို့ယက်တီမှုအနေထားရမရှိဘူးဒီလိုမျိုးခေတ်ပေါ်ဦးသိန်းဖွဲ့တွေနဲ့ပေါင်းစရာမလိုဘူးမိမိတို့ရဲ့ခိုင်းစည်းမျက်စိကမ်းများဟာပြည်စုံပြီးသားဖြစ်တယ်စသဖြင့်ယူဆပြီးဒီလိုမျိုးလက်မှတ်ထိုးတာပါဝင်တာမျိုးမရှိဘူးလို့ပဲဖြတ်ခဲ့ကြပါတယ်ဒါဟာလည်းခိုင်းစည်းကမ်းတစ်ဖက်ကရွှေကျင်နိကာယရဲ့တိတ္တတတိတခြားဖြစ်မှုကိုဆက်လက်ခိုင်မာဆွဲမြဲထားတဲ့သဘောတရားလည်းဖြစ်ပါတယ်ဒီလိုအသင်းအဖွဲ့တွေအများအပြားနဲ့ဆုယုံဆောင်ရွက်ရတဲ့ကိစ္စမျိုးတွေနဲ့ပတ်သက်ပြီးလို့နောက်တစ်ခုကတော့သင်္ကန်းရနာဖြစ်ပါတယ်သာသနာပြုပြင်ရေးကိုသာစိတ်ဝင်စားတဲ့ရွှေကျင်ဆရာတော်ဟာပြဿနာသင်္ကန်းရနာတင်တဲ့ကိစ္စမှာလည်းဥဆောင်အုပ်ရွက်အနေနဲ့ဆောင်ရွက်တော်မူခြင်းမပြုခဲ့ပါဘူးဒါပေမဲ့စထသင်္ကန်းရနာမှာတော့ရွှေကျင်ခိုင်းကဇာတ်ပေတတ်စာချအကျော်ဆရာတော်တွေနေရာတည်ရရှိခဲ့ကြပါတယ်အထူးသဖြင့်ပါဠိတော်စာပေများကိုတုတ်တင်ရေးမှာအဓိကအရေးပါတဲ့ခန့်ကဏ္ဍကနေပါဝင်ခဲ့ကြသူတွေကအဘယယမဆရာတော်နဲ့မာကနာယုံဆရာတော်တို့ဖြစ်ပါတယ်ဒီလိုမျိုးသူတို့ပါဝင်မှုကိုလည်းတခြားသောသူဓမ္မခိုင်းကဆရာတော်တွေကလည်းတိတ်ပြီးအမြင်ရှင်းလာတယ်လို့မဟုတ်ဘူးလို့လည်းကြုံဆုံခဲ့ရတဲ့ဆရာတော်များကဆိုပါတယ်ဒါအပြင်စတသင်္ကန်းနာရဲ့အမေပု္ပ္ပကဆရာတော်မာစီဆရာတော်ကလည်းရွှေကျင်ဆရာတော်တစ်ပါးဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာမာကနာယုံဆရာတော်ရှင်သာကဘိဝန္တတော်လို့သာသနာပြုပြင်ရေးကိုတိုးတက်တဲ့အမြင်တွေနဲ့လိုလားကြတဲ့ဆရာတော်တွေကဒီလိုပါဠိပိဋကတ်တွေကိုတုတ်တင်စရာမလိုဘူးအဓိကသာသနာပြုပြင်ရေးကိုလုပ်ရမှာကဝိနည်းသာဖြစ်တယ်ဝိနည်းသာဖြစ်တယ်တန်ဃာတော်တွေနဲ့ဝိနည်းလေးစားလိုက်နာဖို့အတွက်အဓိကပြုပြင်ပြောင်းလဲရမှာဖြစ်တယ်လို့တိုက်တွန်းမှုတွေရှိခဲ့ပေမဲ့အရာမရောက်ခဲ့ဘူးလို့လည်းဆိုပါတယ်လီနီယာမှာမဟာကနာယုံဆရာတော်ကိုသာသနာပြုပြင်ရေးဆိုင်ရာအမြင်တွေကြောင့်တိုးတက်တဲ့တန်ဃာတော်တစ်ပါးအနေနဲ့ရှုမြင်ကြတာရှိသလို
တခြားတစ်ဖက်မှာလည်းအစိုးရ policy ကိုလိုက်လွန်းတယ်လို့ဝေဖန်ကြမှုတွေလည်းရှိပါတယ်အဖြစ်အပျက်တစ်ခုကိုပြောရမယ်ဆိုရင်တော့1964ခုနှစ်မော်ဘီတန်ကအစည်းအဝေးကြီးဖြစ်ပါတယ်1962ခုနှစ်မှာဘိုနေဝင်းဆက်နာသိမ့်ပြီးတဲ့နောက်1964ခုနှစ်မှာမော်ဘီတန်ကအစည်းအဝေးကြီးကျင်းပပါတယ်သာသနာပြုပြင်ရေးအားလုံးတစ်စီတစ်လုံးနဲ့ဖြစ်ရေးအတွက်သူတို့ကရည်ရွယ်တယ်လို့ဆိုပါတယ်တန်ကအုပ်ချုပ်ရေးတွေကိုအဆက်ဆက်ဖွဲ့စည်းဖို့ပို့ပြီးတော့ခိုင်မာဖို့တန်ကအဖွဲ့အစည်းတွေရဲ့အဆင့်အထက်ထက်မှာတော်လိုင်းကောင်စီရှိရမယ်ဆိုတဲ့အမြင်မျိုးနဲ့သူတို့တန်ဃာထုကိုချင်းကပ်လာပါတယ်ဒါကိုတန်ဃာအများစုကစစ်တပ်ထိန်းချုပ်မှုလို့ရှုမြင်ကြပါတယ်သာသနာပြုပြင်ရေးမှာတော့တန်ဃာတွေရဲ့ပညာရေးတိုးတက်ကောင်းမွန်ဖို့ပြုပြင်ပြောင်းလဲတာတွေကိုကြိုးစိုးကြတာတွေရှိပေမဲ့တန်ဃာတွေသာသနာမှတ်ပုံနဲ့ကန်ရမယ်ဆိုတဲ့ကိစ္စမျိုးမှာဒါဟာအစိုးရကထိန်းချုပ်တာဖြစ်တယ်လူပုံစံသွင်းနေတာဖြစ်တယ်ဆိုပြီးကန့်ကွက်ခဲ့တာတွေရှိပါတယ်မာကန်နိုင်အောင်ဆရာတော်ကတော့ဒီပေါ်ပြီးအစည်းအဝေးကြီးမှာတန်ဃာဂိုင်းတွေအားလုံးပေါင်းစည်းဖို့တညီတညာနဲ့ဆောင်ရွက်ဖို့အတွက်အခွင့်ကောင်းဖြစ်တယ်လို့ယူဆခဲ့ပေမဲ့အစည်းအဝေးကြီးဟာမအောင်မြင်ပဲပြတ်သုံးသွားခဲ့ရတယ်လို့ရွှေချင်းနိကာယရဲ့ဥပဥက္ကဋ္ဌဖြစ်တဲ့သူ့ရဲ့ဆရာမြောင်းမြဆရာတော်ကလည်းရှင်စရငါပိဝန်သားရဲ့ဂိုင်းကနာဆွဲမရှိပဲတစုတစ်ဖွဲ့တဲ့အတူတူရက်တီဖို့ဆိုတဲ့အမြင်ကိုကန့်ကွက်ခဲ့တာရှိပါတယ်တနည်းအားဖြင့်ပြောရရင်1964ပေါ်ပြီးတန်ခါအစည်းအဝေးမှာရွှေကျင်ဒွါရသူတမစတဲ့ဆိုင်းဘုတ်တွေမထားပဲဖျားသားတော်များဆိုတဲ့အောက်ကနေအားလုံးတစုတစည်းအတူနေကြမယ်ဆိုပြီးရှင်စရငါပိဝန်သားကဆိုတင်သွင်းပေမဲ့မြောင်းမြဆရာတော်ကပယ်ချခဲ့ပါတယ်အစဉ်အဆက်ရရွှေကျင်ဆရာတော်တွေရွှေချင်းအဆက်ဆရာတော်တွေဟာတောရတရင်ဆောက်တည်ရတာကိုလူလားတယ်တောရတရင်နဲ့မှု့လျော်ကြတယ်လို့ဆိုလို့ရှိကြပေမဲ့နောက်ပိုင်းမှာတော့တန်ဃာထုအများအပြားကိုအုပ်ချုပ်ထိန်းသိမ်းရတဲ့စာသင်တိုက်တွေကိုဦးစီးရတဲ့ရွှေချင်းဆရာတော်တွေပေါ်လာခဲ့တယ်လို့သာသနာရေးအတွက်အဓိကအကျိုးဖြစ်တဲ့စာပေတွေကိုပြုစုရေးသားခဲ့ကြတဲ့စာချကျော်ကျမ်းပြူကျော်ဆရာတော်တွေအများကြီးပေါ်ပေါက်ခဲ့ပါတယ်ဒီထဲမှာထင်ရှားတာကတော့ဗတာတိကာကျမ်းတွေကိုပြုစုခဲ့တဲ့မဟာကဏယုံတိုက်တီအမရပူရမြို့မဟာကဏယုံဆရာတော်ရှင်စရငါပိဝန်သားဖြစ်ပါတယ်သူရဲ့အနာဂတ်သာသနာရေးကျမ်းစတဲ့ကျမ်းတွေမှာသာသနာကိုဘယ်လိုပြုပြင်ရမလဲဆိုတာတွေကိုရေးသားခဲ့တာတွေရှိပါတယ်နောက်ပေကြီးနေတဲ့စတဲ့အကျိုးများတဲ့ကျမ်းတွေကိုရေးသားခဲ့တဲ့ဥပဒထပိဝန်သားတပေကံဆရာတော်တို့လိုကျမ်းပြုအကျော်မော်စားတဲ့ဆရာတော်တွေလည်းပေါက်ခဲ့ပါတယ်ဒါအပြင်အချိန်ကပရိယတိပရိပတ်တိအပြင်လူသူလေးပါးနဲ့ကင်းဝေးတဲ့နေရာမှာပဲဝိလျော်ကြတဲ့ဆရာတော်တန်ဃာတော်တွေပြင်ယခုချိန်မှာတော့ဓမ္မကတိကအကျော်တွေလည်းရွှေကျင်ကိုင်းမှာပေါ်ပေါက်နေပါပြီဒါကတော့ယခုချိန်မှာရွှေကျင်ကိုင်းရဲ့ဥပဥက္ကဋ္ဌဖြစ်တဲ့ဗမောခချုပ်ဆရာတော်ရှင်နန္ဒမာလာပိဝန်သားထားတဲ့ဆရာတော်တွေဟာဆိုရင်လည်းစာချအကျော်ပိဋကအတက်အကျော်မော်တွေဖြစ်ပါတယ်ဝိတုဒ္ဓယုံတထေတန်းဆရာတော်ကမ္ဘာသာသနာပြုရှင်သီလနန္ဒပိဝန်သားတိပိဋကဒရရောဆရာတော်စီရှင်ဆရာတော်စတဲ့စာချအကျော်တွေလည်းတန်ဃာထုနဲ့သာသနာတကားရီကြားမှာစာချအကျော်ဆရာတော်တွေအဖြစ်အတိအမှတ်ပြုခြင်းခံရတယ်လို့ကြီးညိုခြင်းလည်းအထူးခံရတဲ့ဆရာတော်တွေဖြစ်ပါတယ်နိုင်ငံရေးနဲ့ကောရွှေကျင်ဟာကင့်နိုင်ပါသလားရွှေကျင်ဆရာတော်တွေအဆက်ဆက်ကတော့နိုင်ငံရေးနဲ့ကင့်ဖို့နိုင်ငံရေးကိုအားမပေးတဲ့သာသနာရေးကိုသာအာရုံစိုက်စီခြင်းနဲ့စာချစာသင်ကဏ္ဍဒူရဝိပဿနာဒူရကိုသာလုပ်စီခြင်းနဲ့သဘောတရားရှိခဲ့ပေမဲ့နိုင်ငံရေးနဲ့ရွှေကျင်တကယ်ကိုကင်းခဲ့သလားဆိုတာကတော့မိကွန်းထုတ်เสียရှိနေပါတယ် BBC မြန်မာပိုင်းကကိုပပိုးရဲ့စောင်းမမှာတော့ဒီဗုဒ္ဓသာသနာကိုဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ဥနုဆိုရကကြီးညာတဲ့အခါမှာစံကင်းဆရာတော်ရွှေကျင်သာသနာပိုင်ကချီးမြှောက်တဲ့ထောက်ခံတဲ့စာကိုထုတ်ခဲ့တယ်လို့ဆိုပါတယ်နိုင်ငံရေးနေရာတက်ကြွတဲ့ရွှေကျင်ဆရာတော်တွေလည်းအများကြီးရှိခဲ့ပါတယ်တနည်းအားဖြင့်ပြောရရင်1988ခုနှစ်ဒီမိုကရေစီရေးတော်ဝင်ဖြစ်တဲ့အချိန်မှာအင်ဒိုယာတပိတ်စခန်းမှာတရားဟောခဲ့တဲ့တီတကူဆရာတော်ဖြစ်ပါတယ်မင်းကျင့်တရား10ပါးဆိုတဲ့တရားနဲ့အတူလူထုကိုဖိနှိပ်နေတဲ့မဆလာအစိုးရဟာတကယ်ရောမင်းကျင့်တရား10ပါးနဲ့ညီလားဆိုပြီးမေးခွန်းထုတ်ခဲ့တဲ့တီတကူဆရာတော်ဟာတစ်ချိန်ကတော့ဆရာနာရှင်စန့်ကျင်ရေးနိုင်ငံရေးရအရင်တက်ကြွတဲ့တီတကူဆရာတော်ဖြစ်ရှုမြင်ကြတာရှိပါတယ်2015ရွေးကောက်ပွဲကာလမှာလည်းအောင်ဆန်းမသေးဘူးအောင်ဆန်းကိုကြည့်ချင်ရင်အောင်ဆန်းစုကြည်ကိုကြည့်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့
မျိုးဘာသာသာသနာအဖွဲ့ကဝီရသူလိုဆရာတော်မျိုးတွေကိုထောက်ခံရက်တီပေးတာဆက်အနာသိမ့်ပြီးတဲ့နောက်မှာစစ်တပ်နဲ့ပလဲနာမှာတင်ပြီးစစ်တပ်ရဲ့ဩဝါဒစရိယာပုံစံမျိုးရှိနေတာဟာတွေကအငင်းပွားစရာရက်တီချက်တွေဖြစ်ပါတယ်ဒါကြောင့်မလို့လေဝေဖန်မှုတွေအများပြားရင်ဆိုင်ခဲ့ရပါတယ်နောက်နိုင်ငံရေးတက်ကြွတဲ့ဆရာတော်တစ်ပါးကိုပြောရမယ်ဆိုရင်တော့ရွှေကျင်ရဲ့ပထမဆုံးတိပိဋကဒရဆရာတော်လို့ပြောရမယ်တိပိဋကမဟာကဏ္ဍကိုဆရာတော်ဥတုမင်္ဂလာလင်္ကာရဖြစ်ပါတယ်ဥတုမင်္ဂလာလင်္ကာရကထေရဝါဒဗုဒ္ဓသာသနာသမိုင်းမှာအသက်အငယ်ဆုံးနဲ့တိပိဋကဒရတိပိဋကကိုဝိတာဖြစ်တော်မူတဲ့ဘုန်းကြီးတစ်ပါးဖြစ်ပြီးတော့1990ရွေးကောက်ပွဲအပြီးမှာပထနိကုသနာကံလို့ခေါ်တဲ့စစ်ဆိုးရကိုတပိတ်မှောက်ကန်ဆောင်တဲ့နေရာမှာအောက်မြန်မာပြည်ကိုဦးစီးခဲ့တဲ့ဆရာတော်အဖြစ်ရှုမြင်ခံရပြီးနဝတစစ်ဆိုးရကထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ဒါဟာရွှေကျင်ခိုင်းကနိုင်ငံရေးတက်ကြွတဲ့ဆရာတော်တွေဖြစ်ပါတယ်။ဒီနေ့ခေတ်ဒီနေ့ချိန်မှာရောရွှေကျင်ခိုင်းနိုင်ငံရေးနဲ့ကင်းရလားဒီလိုပြောရမယ်ဆိုရင်တော့လက်ရှိမျက်မှောက်ခေတ်ကာလမှာကျင်းပနေတဲ့ရွှေကျင်ခိုင်းအစည်းအဝေးတွေကနေပြောရမှာဖြစ်ပါတယ်2010ခုနှစ်နောက်ပိုင်းမှာကျင်းပလာတဲ့ရွှေကျင်ခိုင်းအစည်းအဝေးတွေကိုဓမ္မဒူရဆရာတော်ရှင်စေကိဏရဲ့မော်ဘီဝနချောင်းစေကိဏရမကျောင်းတိုက်မှာ3ကြိမ်ဇက်တိုက်ကျင်းပခဲ့ပါတယ်ဒါဟာရွှေကျင်ခိုင်းစီးမြင်ရရွှေကျင်ခိုင်းရဲ့အစင်လာရမရှိခဲ့ပေမဲ့ရှင်စေကိဏရဲ့အကြောင်းမှာ3ကြိမ်ဇက်တိုက်ကျင်းပခဲ့တဲ့ပွဲတွေမှာတော့အစိုးရခေါင်းဆောင်တွေစစ်တပ်ခေါင်းဆောင်တွေစစ်တပ်ခေါင်းဆောင်ဟောင်းတွေမြိုင်ဆိုင်တက်ရောက်ခဲ့တာရှိပြီးတော့ခရိုနီတထေးတွေလည်းတောက်လျှောက်တက်ရောက်ခဲ့တာတွေတွေ့ရပါတယ်ဒါဟာသာသနာကိုချီးမြှောက်လို့ခြင်းလားသာသနာကိုကိုးကွယ်ကြည်ညိုလို့ခြင်းလားဆိုတဲ့မိကုံးကရှိနေတာဖြစ်ပြီးတော့တကယ်ပဲအဲ့ဒီမိကုံးရဲ့နောက်မှာအကျိုးစီးပွားတွေရှိနေမလားဆိုတာကလည်းမိကုံးထုတ်เสียဖြစ်ပါတယ်တစ်ဖက်ကရွှေကျင်ခိုင်းရဲ့ဩဇာကြီးမားလာမှုလူထုကြားမှာတန်ဃာထုကြားမှာကြော်စောမှုဝိနည်းနဲ့အညီနေထိုင်မှုကြောင့်အနေထိုင်ကောင်းမှုကြောင့်ကြည်ညိုခံရမှုတွေကြောင့်မလို့ရွှေကျင်ခိုင်းဟာတစ်ဖက်ကအင်အားကြီးမားသလိုတစ်ဖက်ကလည်းဒီအင်အားကြီးမားမှုဩဇာအရှိန်အဝါကိုပုံရိပ်အနေနဲ့အသုံးချပြီးရွှေကျင်ဒါယကာအဖြစ်ခံယူခြင်းကြတဲ့စစ်ကောင်းဆောင်တွေလည်းအများပြားရှိနေပါတယ်ဒါတွေကို2010ခုနှစ်နောက်ပိုင်းမှာရွှေကျင်အခမ်းအနားတွေမှာတွေ့ရတာမျိုးရှိရပါတယ်သုတ္တသမရွှေကျင်သာသနာပိုင်းမှာဆိုဆရာတော်ကြီးရဲ့အနိမဇာပနအခမ်းအနားတွေမှာစစ်တပ်ကောင်းဆောင်တွေတက်ကြွပါဝင်တာနောက်ရွှေကျင်သာသနာရဲ့ခိုင်းလုံးဆိုင်ရာအစည်းအဝေးတွေမှာစစ်တပ်ကောင်းဆောင်တွေစစ်တပ်ကောင်းဆောင်ဟောင်းတွေကသာသနာဒါယကာဖြစ်ခံယူတာတွေဟာလည်းအဲ့ဒီခါ2012ကနေ2018တဝိုက်မှာတွေ့ခဲ့ရတာရှိပါတယ်2016ခုနှစ်နောက်ပိုင်းမှာရသဆိုရတက်လာပြီးနောက်ပိုင်းမှာလည်းရွှေကျင်သာသနာရဲ့ခိုင်းလုံးဆိုင်ရာအစည်းအဝေးတွေကိုအလှူတကာမှအဖြစ်တောင်ဆန်းစုကြည်ဥဆောင်တဲ့အစိုးရဖွဲ့ကလည်းစွန့်တကာဖြစ်ခံယူခဲ့တာတွေရှိပြီးတော့သာသနာဒါယကာဖြစ်ချီးမြှောက်မှုတွေလည်းရှိပါတယ်ဒီတော့ရွှေကျင်သာသနာလုံးဆိုင်ရာရွှေကျင်အစည်းအဝေးတွေဟာအာဏာအပြန်ရာသာသနာကိုချီးမြှောက်မှုကိုပြသရာခင်ခြင်းဖြစ်လာသလားဆိုတာကလည်းစဉ်းစားစရာဖြစ်ပါတယ်တစ်ဖက်ကလည်းမိမိတို့ရွှေကျင်ခိုင်းကြီးဟာအာဏာတက်မှတ်သူတွေဝင်ရောက်ဒါယကာဖြစ်ခံယူတဲ့နေရာမျိုးဖြစ်လာသလားဆိုတာကလည်းမေးခွန်းထုတ်เสียဖြစ်ပါတယ်ဒီနေ့မှာတော့ရွှေကျင်သာသနာပိုင်းအဖြစ်ဝေဖန်ခံရတဲ့တေးတကူဆရာတော်ကဆောင်ရွက်နေပါပြီရွှေကျင်ခိုင်းလုံးဆိုင်ရာအစည်းအဝေးဘယ်ချိန်မှာပြန်လည်ကျင်းပနိုင်မလဲမသိပေမဲ့တစ်ချိန်ကလိုခမ်းမတစ်ခုလုံးနီညိုရောင်သင်္ကန်းနေညိုမောင်းနေတဲ့သင်္ကန်းနေနဲ့တူညီသင်္ကန်းဝတ်ဆင်ကြတဲ့ရွှေကျင်တန်ဃာထုကိုစီစီလုံးတစည်းတယုံနဲ့ကဏ္ဍဒူရဝိပဿနာဒူရကျင့်ကြံကြတဲ့တန်ဃာတော်တွေအဖြစ်ရှုမြင်ကြရအောင်မလားဂိုင်းတီဆရာတော်များဖြစ်တဲ့ရွှေကျင်ဆရာတော်ကြီးတို့လိုတောရဆောက်တည်မှုကိုအားပေးတဲ့တောရဆောက်တည်ကြတဲ့ဝိပဿနာဒူရာကိုအားစိုက်ထုတ်ကြတဲ့ဆရာတော်များအဖြစ်ဖူးမြော်ကြရအောင်မလားဆိုတာကတော့ရွှေကျင်ကိုင်းအနာဂတ်ဟာဗုဒ္ဓသာသနာမှာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။